န်းပြည်နယ်ဖေနဲ့အမေနဲ့ကဘိုးကငယ်ငယ်လေးတွေကွဲသွားကြတာအဲ့ဒါအမေဆုံးကနေကြမှာဖေအကြောင်းပြောပြပြီးအဖေနဲ့ဆက်သွယ်ဖို့မှသွားခဲ့တာကိုယ့်ကိုချစ်တယ်မင်းကိုဝတ္ထုရဲဖို့ဆိုပြီးငါပကံပုတ်ကောက်လွှတ်လိုက်တာလေဟုတ်ပါတယ်3-4 ရက်နဲ့မင်းအခုဝတ္ထုရပြီးခဲ့ပြီဟုတ်တော့မှမပြီးခဲ့ပါဘူးအရင်ယူသားတာပဲနော်အဲ့လိုမျိုးပဲတော့ကြာမင်းခလေးရရှက်မှာမင်းကရှက်နေပြန်မင်းတို့နေကငါလက်ထပ်ပေးလာလာရတာပါအဖေကပိုးအောင်လက်ခံမှမလားမသိဘူးဟာကွာငါသမီးဟောတော့ကြသမီးလေးချူလိုက်ဖို့စမ်းသမီးလေးကိုတော့ခေါ်မယ်မခေါ်အောင်တယ်လေတော့စမ်းပါယနေ့ညမဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာလဲမယ်ပတ်မယ်အပန်းဖြေမယ်